အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်းတိတ်တော့ကြီးကြီးမားမားမရှိဘူး2011ခုနှစ်ကနေပြီးတော့2025အထိကျွန်တော်တို့ဒေါ်လာတန်900လောက်ဘူးပဲကျွန်တော်ကုန်သွယ်မှုရှိတယ်ဒီနေ့ကိုဒေါ်လာတန်800ကျော်လောက်ကုန်သွယ်မှုရှိတယ်လို့ပြောရပါလိမ့်မယ်တချို့နေ့ပါလေကျွန်တော်တို့ဘက်ကပို့တာတွေများလို့ချို့ဒီမှာလေအမေရိကန်ဘက်ကပို့တာလည်းများတယ်သူတို့အခွန်ကောက်တာတော့ကျွန်တော်တနိုင်ငံလည်းမဟုတ်ဘူးတခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေလည်းတချို့လည်းကောက်တာတွေရှိတယ်တရုတ်နိုင်ငံပေါ်လည်းတော်တော်လေးကောက်ခတ်တာရှိတာပေါ့လေအဲ့တော့ကျွန်တော်တို့ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုတည်းမှာတော့အခွန်ကောက်တာတော့အခွန်တိုးကောက်တာတော့မလုပ်သင့်ဘူးလို့ကျွန်တော်တို့ယူဆပါတယ်သူတို့ဘက်ကတော့ကုန်သွယ်ရေးလူမှုတွေပြလို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရပါတယ်မမတော့မကောက်သင့်ဘူးလို့ကျွန်တော်တို့ယူဆတယ်ဘာကြောင့်ကောက်လေတော့ကျွန်တော်တို့လည်းအသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့မြန်မာနိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကတော့လွတ်လပ်ပြီးတက်ကြတဲ့နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးတာပေါ့နိုင်ငံအားလုံးနဲ့မမှုပြပြဆက်ဆက်ရေးကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်အမေရိကန်နိုင်ငံနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမိတ်ဆွေနိုင်ငံတစ်ခုပါပဲသူတို့လည်းတရုတ်နိုင်ငံကတော့ကျွန်တော်တို့အိန္ဒိယချင်းနိုင်ငံထဲမှာလည်းဖြစ်တယ်လို့အိန္ဒိယချင်းနိုင်ငံထဲမှာလည်းမဟာမြော်မြောက်ဖိဖက်နိုင်ငံဖြစ်တယ်စူးပေါပေါ်နိုင်ငံဖြစ်တယ်သူများနိုင်ငံတွေလည်းပိုထူးခြားတဲ့ဆက်ဆံရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဒီနိုင်ငံလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်ထိတွေ့ဆက်ဆံသွားဖို့တော့ကျွန်တော်တို့ရှိပါလိမ့်မယ်